အားလုံးမင်္ဂလာပါ MTC မြန်မာ Technical Channel ကနေမှထပ်မံကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့က Facebook Page name ဘယ်လိုချိန်ရမလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ဒီနေ့ပြပြပေးတော့မှာပဲဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော် Facebook Page ထဲကိုဝင်မယ်ကိုချိန်ချင်တဲ့ Facebook Page ထဲကိုဝင်ပေးရမှာပေါ့နော်ဆိုတော့ဒီ page ကိုချိန်မှဖြစ်တဲ့ကြောင့်မလို့ page ထဲကိုတစ်ချက်ဝင်မယ်ဝင်ပြီးတော့ပြီဆိုရင်ကျွန်တော်တို့အောက်ကိုနည်းနည်းဆင်းပြီးမှ Page Set Up ဆိုတာလေးရှိတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်ပေးပါOkay နှိပ်ပြီးတော့ပြီဆိုရင်ကျွန်တော်တို့ဒီအပေါ်ဆုံးမှာ name ဆိုတဲ့နေရာမှာအဲ့ဒါလေးကိုတစ်ချက်ထောက်ပေးပါနော်ထောက်ပြီးတော့ပြီဆိုရင်ကျွန်တော်တို့အနေနဲ့ change ချင်တဲ့ name လေးကိုဒီမှာရေးပြီးလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကကျတော့ assign ပေးထောက်မှာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ဒီရဲ့နာမည်လေးကိုပေးလိုက်ပြီးမှချိန်လိုက်မယ်ပေါ့နော်ဆိုတော့ရွေးပြီးတော့ပြီဆိုရင်ကျွန်တော်ဒီအောက်မှာ share review chain ကိုတစ်ချက်ရွေးပေးရမယ်ဆိုတော့ဒီနေရာမှာတစ်ခုရှိတာကကျွန်တော်တို့မချိန်ခင်မှာကိုယ့်ရဲ့ password ကိုတည်ထားဖို့လိုအပ်တယ်လို့ဒီလိုကိုချိန်ပြီးတော့ပြီဆိုရင်လည်းရက်60အတွင်းလုံးဝတခြားနာမည်ပြန်ပြီးမှချိန်လို့မရပါဘူးနောက်ဗီဒီယိုမှာကိုယ့်ရဲ့ Facebook password မိနေတယ်ဆိုရင်တော့ဘယ်လိုပြန်ရှောက်ရမလဲရဲ့ Facebook page admin ခန့်နည်းဖြုတ်နည်းကိုကျွန်တော်ပြပြပေးတော့ပါမယ်